ကဘာဦးကျမ်းအခန်းကြီး25တဖန်အာဗျံဟန်သည်ကေတုရအမည်ရှိသောမိန်းမနှင့်ဆုံဖက်၍ထိုမိန်းမသည်ဇိမယံရုတ်ရှံမေဒံမိဒျန်ဣရှပတ်ရှုအာတို့ကိုဖွားမြင်လေ၏ရုတ်ရှံသားကရှေဘနှင့်ဒေဒံသည်ဒေဒံသားကအာရှုရိန်လူလေတုရှိန်လူလုံမိန်လူသည်မိဒျန်သားကအေဖာအေဖေယဟာနုတ်အဘိဒအေလဒါသည်ထိုသူအပေါင်းတို့ကကေတုရအနွယ်ဖြစ်ကြသည်အာဗျံဟန်သည်မိမိဥစ္စာရှိသမျှကိုဣဇက်အားပေးလေ၏မယားငယ်တို့၌ရသောသားတို့အားလည်းမိမိအသက်ရှင်စဉ်တွင်ဆုလက်များကိုဝေပေး၍သားဣဇက်ထံမှအရှိပြည်သို့လွှတ်လိုက်လေ၏ထိုနောက်အာဗျံဟန်သည်အသက်ကြီး၍အိုမင်းချင်းနေ့ရက်ကာလပြည့်စုံခြင်းနှင့်တကွအသက်ပေါင်း185နှစ်ရှိသောအသက်ချုပ်၍အနိစ္စဖြစ်သဖြင့်မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏သားဣဇက်နှင့်ဣရှမေလတို့သည်မန်ယေမြို့ရှိမှဟိတိအမျိုးသားဇောရသားဧဖရုန်၏လယ်ပြင်တွင်မပေလမြေတွင်၌အဘကိုတကြိုကြ၏ဟေသအမျိုးသားတို့အားအဖိုးပေး၍အာဗျံဟန်ဝယ်သောလယ်ပြင်၌အာဗျံဟန်နှင့်မယားစာရာတို့ကိုတကြိုကြသည်အာဗျံဟန်တည်သောနောက်သားဣဇက်ကိုဖျားသခင်ကောင်းကြီးပေးတော်မူ၏ဣဇက်သည်ဘေရလဟေယောမြို့မှနေသည်စာရာ၏ကျွန်မအေဂုတ်ထုအမျိုးသားဟာဂရဖွားမြင်သောအာဗျံဟန်သားဣရှမေလ၏သားစဉ်မြေးဆက်ဒီဟုသောမိမိအမျိုးအနွယ်အလိုက်ဣရှမေလသားများအမည်ဟုမူကားသားအကြီးနဘာယုထိုနောက်ကေဒါအာဒဘေလမိပတန်မိရှမဒုမာမာဆဟာဒတ်တေမယေတုရနာဖိရှကေဒမာဒီဟုသောဣရှမေလသားသည်ထိုသို့အမည်ရှိသောသူတို့သည်မိမိမြို့မိမိရဲတိုင်းအလိုက်အမျိုးမျိုးသောမင်း12ပါးဖြစ်သည်ဣရှမေလသည်အသက်138နှစ်ရှိသောအသက်ချုပ်၍တည်သဖြင့်မိမိလူမျိုးစည်းဝေးရာသို့ရောက်လေ၏သူတို့သည်လည်းအာရှုရိပြည်သို့သွားရလမ်းဟဝိလမြို့မှစ၍အေဂုတ်တုပြည်ရှိရှုရမြို့တိုင်အောင်နေကြ၏ထို့သောဣရှမေလ၏နေရာသည်မိမိညီအကိုအပေါင်းအနား၌ကြသည်အာဗျံဟန်သားဣဇက်၏အဆက်အနွယ်ဟုမူကားအာဗျံဟန်သားကဣဇက်တည်ဣဇက်သည်အသက်40ရှိသောအခါပဒနာယံအရက်သူရှုရိအမျိုးဘေသွေလ၏သမီးရှုရိလူလာဗန်၏နှမရေဘခါနှင့်အိမ်ထောင်လေ၏ဣဇက်သည်မိမိမယားရေဘခါမြုံသောကြောင့်ထာဝရဘုရားကိုတောင်းပန်၍ထာဝရဘုရားနားထောင်တော်မူသဖြင့်သူ၏မယားသည်ပဋိသန္ဓေဆွဲယူလေ၏ဝမ်းအတွင်း၌တည်သောသူငယ်တို့သည်အချင်းချင်းတိုက်ခိုက်ကြ၏အမိကလည်းထိုသို့ဖြစ်၍ငါ၌အဘယ်အမှုရောက်ပါလိမ့်မည်နည်းဟုဆိုသဖြင့်ထာဝရဘုရားကိုမေးလျှောက်ခြင်းဟာသွားလေ၏ထာဝရဘုရားကလည်းသင်၏ဝမ်းအတွင်း၌လူမျိုးနှမျိုးရှိ၏သင်၏ဝမ်းထဲကခြားနာသောလူစုနှစ်စုကိုဖွာရလိမ့်မည်လူတစ်မျိုးသည်တစ်မျိုးထက်အားကြီးလိမ့်မည်အကြီးသည်အငယ်၌ကျွမ်းခံရလိမ့်မည်ဟုမိန့်တော်မူ၏ဖွာချိန်စေသောအခါသူ၏ဝမ်း၌သားအမွှာရှိသဖြင့်အဦးဖွာသောသားသည်အမွှေးပါသောအဝိကဲ့သို့ဖြစ်၍တကိုယ်လုံးအဆင်းနီ၏သူကိုအေးသောဟုသောအမည်ဖြင့်မှဲ့ကြ၏ထိုနောက်မှသူညီသည်အကိုအေးသောဤဖနှောက်ကိုကင်လျက်ဖွာလာ၏သူကိုကယာကုပ်အမည်ဖြင့်မှဲ့ကြ၏ထိုသားနှစ်ယောက်ကိုဖွာသောအခါဣဇက်သည်အသက်60ရှိသည်သူငယ်တို့သည်ကြီးပွား၍အေးသောကလိမ္မာသောတောသားမုတ်ဆိုးဖြစ်လေ၏ယာကုပ်ကတဲ၌နေတတ်၍စိတ်ကောင်းသောသူဖြစ်၏ဣဇက်သည်အေးသောပေးသောအမဲသားကိုစားလေရှိသောကြောင့်သူကိုချစ်၏ရေဘခါမူကားယာကုပ်ကိုချစ်၏တနေ့သ၌ယာကုပ်သည်စားစရာကိုချက်ပြုတ်စဉ်တွင်အေးသောသည်တောမှလာ၍မောသောကြောင့်ယာကုပ်အားထိုနီသောစားစရာနှင့်ငါကိုကြွေးပါလော့ငါမောပါသည်ဟုဆိုလေ၏ထိုကြောင့်သူ၏နာမည်ကိုအေဒုံဟုတွင်သည်ယာကုပ်ကလည်းယနေ့ပင်သင်၏သားဥအရာကိုငါအားရောင်းပါဟုဆိုလျှင်အေသောကငါတေလူပြီ
တာဥအရာအားဖြင့်အဘယ်အကျိုးရှိပါလိမ့်မည်နည်းဟုဆို၏ယာကုပ်ကလည်းယနေ့ပင်ငါအားကျိန်ဆိုခြင်းကိုပြုပါဟုဆိုသောသူသည်ကျိန်ဆိုသဖြင့်ယာကုပ်အားမိမိတာဥအရာကိုရောင်းလေ၏ထိုအခါယာကုပ်သည်မုန့်နှင့်ပဲဟင်းကိုဧသောအားပေးသဖြင့်သူသည်စားတောက်ပြီးမှထ၍သွားလေ၏ထိုသို့ဧသောသည်မိမိနှင့်ဆိုင်သောတာဥအရာကိုမထီမဲ့မြင်ပြုသည်ဒီနေ့ဖတ်ရှုခဲ့တဲ့ကဘာဦးကျမ်းအခန်းကြီး25ထဲမှာကျမတို့ထင်ရှားတာကတော့ဧသောကသူ့ရဲ့တာဥအခွင့်အရေးကိုအစားအစာတနက်အတွက်နဲ့လဲလှယ်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီအခန်းကနေယာယီလိုအပ်ချက်ထက်ဖျားသခင်ပေးထားတဲ့တန်ဖိုးရှိတဲ့ကောင်းကြီးမင်္ဂလာကိုပို့ပြီးတန်ဖိုးထားတတ်ရမယ်ဆိုတာကိုသင်ယူရပါတယ်ဒီနေ့မှာအတူတကွဖတ်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မနက်ဖြန်မှာကဘာဦးကျမ်းအခန်းကြီး26ကိုဆက်လက်ဖတ်ရှုကြပါမယ်ဖျားသခင်ရဲ့ညီသက်ခြင်းကောင်းကြီးမင်္ဂလာနဲ့မေတ္တာတော်ဟာနားဆင်ကြသူအယောက်ချင်းစီတိုင်းအပေါ်မှာအစဉ်အမြဲတက်ရောက်တည်ရှိနေပါတယ်ရှင်နှုတ်ဆက်ပါတယ်ရှင်